Duvida la 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 duvida la 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 ဒီချင်းကမြတ်ဆရာကျုပ်တို့ပါကျွန်တော်ရဲ့ချစ်ရသောမိမတို့ပါခင်ဗျာဘာကြောင့်နေဆက်တွေ့ဖြစ်တဲ့ဖြေရှာမရနေပြောတဲ့စကားတွေကြောင့်မသိလို့ဖြစ်သွားရက်စလုံးပါတဲ့ငါဘက်ကိုမငဲ့မယုံကြည်နိုင်အောင်နေကြလုံးရလုံးနဲ့ရောက်တဲ့နေတက်ပြီးဆိုတာသိကြလားနေငါ့ကိုမိုးရဲဆိုတာညာနေတာလားမင်းမျက်ဝန်းတွေကလင်စားနေတာနေလိမ့်နေဆိုတာတိတာကြီးပါငါတယောက်တည်းမလို့ရမှမသိလို့နေမရှိပဲငါဘလို့မနေနိုင်လို့မျက်စနာချိုးနေနိုင်လို့လားငါနဲ့ဝေးရရဲ့မှာအမနိုင်မပြောလိုက်ပါငါတို့တယောက်ပဲတည်းများအရာလုံးမေးပြီးတော့နေနိုင်လို့လားငါတို့မတန်နိုင်လို့ပါနေမချိုက်တဲ့လုံးရမြအားလုံးစုဖြစ်ခါလိမ့်မနေပါမီတွေကောက်ပါနိုင်ယူရပေါ့ okay ဒီတစ်ခေါက်စိတ်ပြေသွားရင်ပြန်ခေါ်ပါနော်ချုံပေးထားပါတယ်ကြည်စားပါနဲ့နှစချိုးတကယ်ကိုတည်တည်ချာချာယူချင်သွားတယ်နေသေးရတာနဲ့ငါမနေနိုင်တာကိုဟိုတော့ငါနေရများကိုပြန်မြင်အောင်လို့စဉ်းစားကြည့်ပါကွာဆုံးရှုံးခဲ့မလားနေဟန်ဆောင်နေတာဆိုတာတိတာကြီးပါငါတယောက်တည်းမလို့ရမှမသိလို့ညကနာချုံရှိပဲတယောက်တည်းမနေနိုင်လို့အိုးနေနိုင်လို့လားငါနဲ့ဝေးရဲ့မှာမနိုင်မပြောလိုက်ပါငါတို့နှစ်ယောက်ပဲတည်းများအရာအလုံးမေးပြီးတော့ညကနာချုံနေနိုင်လို့လားငါတို့လမ်းခွဲကြမယ်ပေါ့ခိုင်လို့တဲ့ကြောင်းပြချက်တွေမပေးနိုင်ခဲ့တာကောင်းညံ့ရမှာပေါ့တကယ်ကိုလည်း special လက်ခတ်ပဲသွေးနိုင်ခဲ့ငွေပြလိုက်ပါတော့တဲ့ဟုတ်လားအရင်ပြတ်သားတယ်ပေါ့လောက်ပါဩဒုက္ခပြက်စဲပြီပဲအဲလိုလဲဟုတ်ကောဟုတ်ရဲ့လားငါသေးကိုခွဲဓာတ်နဲ့ခွဲတန်လို့လုံးမလို့လားနည်းနည်းတော့လျှော်လိုက်ပေးရများနဲ့နေစိတ်ရှိတိုင်းနာလုံးနောက်ဆုံးသေးခွေတော့ငါပဲရမရတဲ့ကိစ္စကိုမင်းကြောက်စားတယ်စိတ်ကောင်းရင်ကောက်ပါတို့တော့အကြကြီးပြမထားနဲ့ငါထားလို့များငါထိုင်လို့များငါဘလို့မလဲငါထိုင်လို့များနောက်ဆုံးထုတ်ထက်လို့မျိုးမယ်မျက်စနာချိုးတယ်နေနိုင်လို့လားမျက်စနာချိုးနေနိုင်လို့လားငါနဲ့ဝေးရရဲ့မှာမနိုင်မပြောလိုက်ပါငါတို့နှစ်ယောက်ပတ်သက်များရအားလို့မေးပြီးတော့နေနိုင်လို့လားငါတို့တနိုင်လို့မနေမချိုက်တဲ့လောက်ကိစ္စအားလုံးဆွဖြစ်ခါဆိုရလိမ့်မနေပါမင်းတကယ်မလိမ့်မနေပါမယ်ငါတကယ်မခွဲနိုင်လို့ပါလက်စနာချိုးတကယ်ခွဲနိုင်လို့